ကားလမ်းမကြီးပဲမြို့ဆောင်လမ်းမကြီးပဲကမြေခွက်ကိုမှလိုချင်ပါတယ်ဆိုတဲ့လူကြီးမင်းတွေအတွက်ဒီနေ့မှာမြေခွက်တလီနဲ့မိတ်ဆက်ပေးကြပါတယ်ဒီမြေခွက်လေးရဲ့ဒီနေရာကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံထောက်ချက်မြို့မြို့ဆောင်လမ်းမကြီးပဲပါပဲဖြစ်ပါတယ်ဒီမြေခွက်လေးကိုပြည်လမ်းမကြီးကနေလာမယ်ဆိုရင်တော့3မိနစ်တာပဲမောင်းနှင်လာရမှာဖြစ်ပါတယ်မြို့ဆောင်လမ်းမကြီးပဲကရှန်ခွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြိုက်ရမ်းများတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီရှန်ခွက်လေးရဲ့အကျယ်ဝန်းကားကြတော့မျက်နှာစာ22ပေခွဲအနောက်ကိုပေ80ကျရှိပါတယ်ရှင်ဒါကတော့ဒီရှန်ခွက်လေးရဲ့နောက်ဖေးတကပောက်လေးပဲဖြစ်ပါတယ်ရှင်။ရှန်ခွက်လေးရဲ့နောက်ဖေးမှာဆိုလို့ရှိရင်လည်းလမ်းမအကျယ်ကြီးရှိပါမယ်။ရှန်ခွက်လေးရဲ့အရှိမှာဆိုလို့ရှိရင်လည်းလမ်းမအကျယ်ကြီးရှိမယ်။ရှန်ခွက်လေးရဲ့အားသာချက်လေးကတော့ရေးပါမယ်ပြီးပါမယ်နော်။ရှန်ခွက်လေးကကျဲတဲ့အတွက်ကြောင့်မို့လို့ဆိုင်ကန်းတွေဆောက်ရှင်တဲ့လူတွေအတွက်ဒါမှမဟုတ်တိတ်ချမ်းကြဲကြဲဝန်းနဲ့နေရှင်တဲ့လူတွေအတွက်ပို့ပြီးတော့မှအဆင်ပြေပါမယ်။ရှန်ခွက်လေးရဲ့ဘေးပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းဈေးဆိုင်တန်းတွေရှိပါမယ်။ပတ်ဝန်းကျင်လည်းတက်ပါတယ်နော်။ဒီရှန်ခွက်လေးကိုလမ်းနယ်နမိတ်နဲ့လူရဲ့လားလို့မေးနေတဲ့လူကြီးမများရှင်ဒီရှန်ခွက်လေးကလမ်းနယ်နမိတ်နဲ့ပေ60กว่าမှာရှိပါတယ်နော်။လမ်းနယ်နမိတ်နဲ့အလွတ်ကြီးပါရှင်။ဒီရှန်ခွက်လေးကိုရောင်းချပေးသွားမယ့်ဈေးနှုန်းလေးကတော့ကျပ်သိန်း1950ကိုညှိနှိုင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ပိုင်ရှင်တိုက်ရရောင်းချပေးတဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင်။ဒီရှန်ခွက်လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဗရမများမြေ HM ရဲ့ TikTok CB ဒါမှမဟုတ်ဒီဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးမြဝယ်ယူလို့ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေရှင်။